ညီကိုရီးယားလုံးမင်္ဂလာပါဗျာဖူဘောပိုင်ကေကနေကြိုဆိုလိုက်ပါတယ်ဒီရပိုင်း free date တွေဇက်တိုက်လမ်းနေတဲ့အပြင်မနေ့က Telegram channel မှာလည်း2ရက်ဇက်တိုက်မောင်းထပ်ပေါက်ခဲ့တာကြောင့် Telegram channel ကညီကိုတွေကတော့ free date တွေရက်ဆက်ရတဲ့အပြင်မောင်းရော2ရက်ဇက်တိုက်ပေါက်ခဲ့တာကြောင့် Telegram channel ကညီကိုတွေကတော့ပို့ပြီးအဆင်ပြေကြမယ်လို့မျှော်လင့်မနေ့က TikTok မှာကျွန်တော်အနေဖြင့် Vlog ကတော့ free date ကို Vlog ကတော့ကိုအနေရွေးချက်ပြီးတော့ TikTok ကတော့ free date ကအဆင်ပြေခဲ့တဲ့ Telegram channel မှာတော့ free date ရောမောင်းမှာ2ရက်ဇက်တိုက်ထပ်ပေါက်တာကြောင့် Telegram channel ကညီကိုတွေကတော့ပို့ပြီးတော့အဆင်ပြေခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel ကိုမ join ရသေးတဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ကျွန်တော် channel ကိုတော့ကျွန်တော် bio မှာဝင်ကြည့်ပြီးတော့ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ဒီနေ့မှာတော့ပွဲတွေမရှိပေမဲ့ကျွန်တော်ကြိုက်နေတဲ့ပွဲစဉ်တစ်ပွဲကိုညီကိုတို့အတွက် free date ရွေးချယ်ပေးကြပါတယ်အဲ့ဒီပွဲစဉ်ကတော့ Finland ပွဲစဉ်ဖြစ်တဲ့ Jaibaski သာအသင်းနဲ့ Oulu အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ကတော့သုံးသက်ချက်မပြုလုပ်တော့ဘူးဒီပွဲစဉ်မှာကျွန်တော်ကိုအများကိုသဘောကျမိတယ်ဒီပွဲစဉ်ကတေချာပေါင်း၄ကိုအထိရှောင်းမဲ့ပွဲစဉ်တို့ယုံကြည်တာကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကိုအများကိုရွေးချယ်ပေးခြင်းပါတယ်နောက်ပြီးတော့ဒီနေ့မှာလည်းကျွန်တော်ရဲ့ Telegram channel မှာမောင်းတွေထပ်တင်ပေးသွားဖို့ရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ channel ကိုမ join ရသေးတဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်အားလုံးပဲတာပျော်ရှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်အားလုံးပဲတာပျော်ရှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲ good luck ပါဗျာ